အားလုံးပဲမင်္ဂလာပါနော်အခု view ဖိုင်လေးဒီဒါကိုရင်းတက်ကိုမြင်တဲ့အားပေးရဲ့ကိုရင်မတွေအတွက်နော် view ဖိုင်လေးနဲ့လာရောက်တင်ဆက်ပေးတာဖြစ်ပါတယ်ကိုရင်းတက်ကိုချစ်ခင်အားပေးပါဆိုရင်မျိုးတွေအားလုံးပဲတယောက်မကြံဝင်လာပေးမယ်ဘာကြောင့်လဲဆိုရင်အခု view ဖိုင်လေးဒီဒါကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့မနက်ပိုင်းမှာကျွန်တော်21နဲ့ကျွန်တော်လုံးဝအောင်မြင်မှုရရှိခဲ့ပါတယ်နော်နှစ်မှာလူတွေဘလောက်ဖို့ပေါက်ကြတယ်လူတွေဘလောက်ဖို့ရိုက်ကြပေါက်ကြီးတွေမှတ်ပြပါလက်မတွေနှိပ်ပြသွားပါတယောက်မကြံနဲ့ရှယ်မူရှာလေးမျှဝေထားပါကျွန်တော်တို့21လို့ပဲကျွန်တော်တို့ပေါက်ခဲ့လို့ရားခဲ့လို့ပဲဒီညနေမှာထပ်ပြီးပေါက်ရမယ်ထပ်ပြီးရမယ်တကွက်ကောင်းထပ်ပြီးပေးသွားမယ်21ထွက်ပြီးတိုင်းမှာသူ့ရဲ့နောက်မှာလိုက်တာမှကန်တဲ့တကွက်ကောင်းရှိပါလေကြောင့်မို့ကျွန်တော်ကိုယ်မလေးပတ်ကနေပြီးလိုချင်ပါလေဆိုရင်တခါလေးလာဝင်ကြည့်သွားပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးမြင်ပြီးဆိုတာနဲ့လက်မလေးနှိပ်ပြပါရှယ်မူရှာလေးတွေမျှဝေထားပြပါရှယ်နန်တော်လေးတွေရှယ်ပြပါမျှဝေနိုင်တော်လေးမျှဝေပေးပါလို့အားလုံးပြောချင်ပါလေဗျာနော်ဘာလို့ဆိုရင်ဒါအားလုံးအတွက်ကျွန်တော်တို့18ရက်3လပိုင်း2026နော်အင်္ဂါနေ့ညနေ4နာရီခွဲစီမှာကျွန်တော်ပတ်ရမယ်ပတ်သည်နော်ထိုးရမယ်တကွက်ကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်အကြောင်းကျွန်တော်ကိုမလေးဘက်ကနေပတ်ရမယ်ပတ်သည်ထိုးရမယ်တကွက်ကောင်းတွေကိုလိုချင်ပါတယ်အကြိုက်သူပါလေဝါနာတူပါလေဆိုကိုမကတခါလဲကြည့်ပြီးတခါလဲလာယူသွားပြီပါလက်မလေးတွေတက်ရင်လက်ရင်နေထားပါအများမြင်များတွေ့အောင်ရှယ်မူရှယ်လေးတွေမျှဝေထားပေးပါအောင်လို့အားလုံးပြောချင်ပါလေဗျာနော်ကဲအားလုံးပဲကျွန်တော်ကိုမလေးကျွန်တော်တို့ဒီညနေမှာပတ်ရမယ်ပတ်သည်ကတော့3-5ပတ်သည်ဖြစ်ပါလေနော်ပတ်ရမယ်ပတ်သည်ဒီ3-5ပတ်သည်ပါ3ကိုကြိုက်ကိုမလေး3ကိုပတ်ပါ5ကိုကြိုက်ကိုမလေးက5ကိုပတ်ပါ3-5ပတ်သည်တုံးအကောင်းပါလေနော်ကျွန်တော်အကြ3ပတ်သည်ဒီညနေမှာ3ပတ်သည်ကိုအကြိုက်ပါလေနော်အကြ3ပတ်သည်ကတော့3ပတ်သည်ပါ3ကိုကြိုက်ကိုမလေး3နဲ့ထိုးမှဆိုရင်3ခွန်3ကို3တစ်36ပါ3ခွန်3ခွန်3ကို3တစ်36ပါ5ကိုကြိုက်ကိုမလေး5နဲ့ထိုးမှတကွက်ကောင်းသည်5ခွန်5ကို50 5တစ်ပါ5ခွန်5ကို50 51တကွက်ကောင်းလေးဒီ30ခွန်တကွက်ကောင်းကြိုက်ပါလေ30ခွန်ဒီဒါမိုင်းရောအကွက်ဖြစ်ပါတယ်ကြောင့်မို့ကျွန်တော်ကိုမလေးကျွန်တော်တို့ဒီနေ့မှာလည်းကျွန်တော်အဆင်ပြေခဲ့ပြီမနေ့ကလည်းကျွန်တော်တို့အင်္ဂါမနေ့ကလည်းကျွန်တော်တို့နော်အဆင်ပြေခဲ့တယ်ဒီနေ့လည်းကျွန်တော်ထပ်ပြီးအဆင်ပြေခဲ့တယ်ဒီညနေမှာထပ်ပြီးအဆင်ပြေရမယ်ကဏ္ဍက30ခွန်တကွက်ကောင်းအကြိုက်ဆုံးပါပတ်တိက3-5ပတ်တိဖြစ်ပါတယ်အကြိုက်တူပါတယ်ဝါနာတူပါဆိုကမှယူပြီးထိုးပါယူပြီးကစားပါလို့ပြောချင်ပါတယ်အကြိုက်မတူဘူးဝါနာမတူရင်လုံးဝမထိုးပါနဲ့အမားလည်းမှန်လည်းရှိတယ်မှန်လက်ခါလည်းရှိတယ်မားလက်ခါလည်းရှိပါလေအမားမှန်လည်းလက်ခံပြပါလို့ပြောချင်ပါတယ်เนาะခဲလုံးမဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီကနေရနောက်ပြပြပါလေကဲကျွန်တော်ရဲ့ YouTube channel ကိုဟင်းတဲ့ရဲ့ YouTube channel လေးကို subscribe ပါလေးမနှိမ့်ရသေးနေထားပြပါအောင်လို့အားလုံးပြောချင်ပါတယ်เนาะခဲလုံးမဲ့ဘိုင်မှာအားလုံးချစ်ပါတယ်